မင်္ဂလာပါရှင်ဆရာမျိုးထုထက်ရေးသားထားတဲ့အချစ်စာဝါကွယ်စာအုပ်ထဲကအချစ်စာနဲ့ချစ်ကပြတဲ့ပုဂ္ဂိုလ်ဖတ်ပြပေးထားပါတယ်ချစ်ခင်ရတဲ့သူတွေကပြုံးရွှင်ပြုံးမျိုးချင်းတွေနဲ့လက်တွေငင်းငယ်ဆွဲကင်ထားကြတယ်ထားရမယ်မဟုတ်လားဗျာငင်းငနေပဲရွေ့နေတဲ့လောကလမ်းတွေပေါ်မှာအချစ်နဲ့ရှောက်ရတာကလည်းလုံခြုံပြည့်စုံမှုတစ်ခုပဲလေကိုင်းညာချစ်သူလက်ကလေးကိုဆွဲကင်ရင်ဖြစ်ဖြစ်မရှိသေးတဲ့မတော်ရသေးတဲ့ချစ်ရသည်ကိုမျောတွေးရရဲရင်သောလွတ်လပ်ခြင်းဟန်နဲ့ကြော်စရာကောင်းတဲ့လောကလေးအသာလေးတိုးဝင်ပြောမှုရအောင်လားဗျာမရှိခြင်းတွေကိုမတက်နိုင်ခြင်းတွေကိုခင်ဗျားတို့ကိုတို့မမတို့တငယ်ချင်းတို့မိတ်ဆွေတို့ညီလေးတို့ညီမလေးတို့အိုဗျာသက်ဆိုင်တဲ့သူအားလုံးတို့နောင်သက်ဆိုင်လာမဲ့သူတို့ရဲရဲဝံ့ဝံ့ရှောက်ပြကြရအောင်လားရေလို့ဒါနဲ့စကားမဆက်ချစ်ချင်းတရားနောက်ကိုနှီးတဲ့နေနဲ့တခုတည်းလိုက်ကြမယ်မဟုတ်လားဗျာလာပါဗျလာစမ်းပါစိတ်တူရင်လေးရှုပြီးရဲရဲမမှန်နေရှောက်ကြည့်ရအောင်နောက်အားရရကလေးဖြစ်တဲ့ဆန်ဒေးမှာစုံကြမယ်ပန်းလေးတစ်ခန့်နှစ်ခန့်အလွမ်းဆွေးကတလက်နှစ်လက်နဲ့ဆန်ဒေးမှာစုံရအောင်မင်းကအရန်စမတ်ကြနေလို့ပေါ့ကွယ်ဒီမှာလမ်းဘေးတစ်ဖက်နှစ်ဖက်မှာအရန်ဝေးသွားမှစိုးကြောက်ရင်ပန်းပေးရတာကအလွမ်းတေးဆိုဖို့မဟုတ်ရပါဘူးအမှန်ကမင်းကြောင့်အရန်တွေးပြီးအလံဝေးသွားမှာကိုစနိုးစနောက်နဲ့စိတ်နောက်ပြပွေရတူပါကွယ်ဒါကြောင့်မေဒီစန်းဒီတစ်ခေါက်တော့စုံကြရအောင်တကယ်ရိုးချူတက်